ရာဇဝတ်မှုတိုင်းကိုရဲစခန်းမှာအမှုဖွင့်တိုင်တန်းလို့ရပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်တွေဦးအောင်ကျော်ဖြိုးဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့ရာဇဝတ်မှုတွေကိုရဲရေးပိုင်တဲ့ရာဇဝတ်မှုနဲ့ရဲရေးမပိုင်တဲ့ရာဇဝတ်မှုဆိုပြီးတော့နှစ်ပိုင်းခွဲခြားနိုင်တယ်ပေါ့နော်တမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ရဲရေးပိုင်တဲ့ရာဇဝတ်မှုတွေကိုသာရဲစခန်းကလက်ခံကိုရှိပါတယ်ရဲရေးမပိုင်တဲ့ရာဇဝတ်မှုတွေကိုတော့တရားရုံးမှာတရားဥတိုက်လျှောက်တာဆွဲဆိုရတယ်ပေါ့နော်ဒါမဲ့လည်းပဲတမာပြည်သူတွေအနေနဲ့ကတော့ဘယ်လိုရာဇဝတ်မှုမျိုးကရဲရေးပိုင်ပြီးတော့ဘယ်လိုရာဇဝတ်မှုမျိုးကရဲရေးမပိုင်ဘူးဆိုတာကိုခွဲခြားသိဖို့ခက်ပါတယ်ဒါကြောင့်ရာဇဝတ်မှုနဲ့ရေးယူဆောင်ရွက်ဖို့ကိစ္စကြုံလာပြီဆိုလို့ရှိရင်အကြမ်းမြင့်အဖြစ်နီလန်းသုံးသွယ်ကိုဆောင်ရွက်နိုင်တယ်ပေါ့နော်အဲ့တော့ပထမနီလန်းကတော့တက်ကြွနားလေတဲ့ရှေ့နေရှေ့ရက်တွေကိုတွားရောက်ပြီးတော့မှတိုင်ပင်ဆွေးနွေးပါပြီးတော့မှရဲရေးပိုင်တဲ့ရာဇဝတ်မှုဖြစ်နေတယ်ဆိုရင်ရဲစခန်းကိုသွားပြီးတော့ရဲရေးမပိုင်တဲ့ရာဇဝတ်မှုဖြစ်နေတယ်ဆိုရင်တရားရုံးကိုသွားတဲ့နီလန်းဖြစ်ပါတယ်ဒုတိယနီလန်းကတော့ရဲစခန်းကိုတိုက်ရိုက်သွားတဲ့နီလန်းပေါ့နော်ရဲရေးပိုင်တဲ့ရာဇဝတ်မှုပဲဖြစ်ဖြစ်ရဲရေးမပိုင်တဲ့ရာဇဝတ်မှုပဲဖြစ်ဖြစ်စခန်းကိုသွားရောက်တိုင်တန်းနေဆိုရင်သက်ဆိုင်ရာရဲစခန်းကအမှုဖြစ်စဉ်ကိုခွဲခြားပြီးတော့ပေါ့နော်ရဲရေးပိုင်တဲ့ရာဇဝတ်မှုဆိုရင်လက်ခံမှာဖြစ်ပြီးတော့ရဲရေးမပိုင်တဲ့ရာဇဝတ်မှုဆိုလို့ရှိရင်ပုံစံကခနဲ့တရားရုံးကိုလွှဲပေးမှာဖြစ်ပါတယ်ကို့အနေနဲ့တရားရုံးကိုဆက်ပြီးသွားရမယ်ပေါ့နော်တတိယနီလန်းကတော့တရားရုံးကိုဓာတ်ရိုက်ဥတိုက်လျှောက်ထားဆွဲဆိုတဲ့နီလန်းဖြစ်ပါတယ်တရားရုံးကတော့ရဲရေးပိုင်တဲ့ရာဇဝတ်မှုပဲဖြစ်ဖြစ်ရဲရေးမပိုင်တဲ့ရာဇဝတ်မှုပဲဖြစ်ဖြစ်တခါတည်းလက်ခံစစ်ဆေးနိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေခဲ့တာကတော့ရာဇဝတ်မှုတိုင်းကိုရဲစခန်းမှာအမှုဖွင့်တိုင်တန်းလို့ရသလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်